Prophet Newta Imia the Elisha Tandolavi, Kurojan Juma, Kimban Devavi, Kurojan Vitara, Piago, Yuti, Dotto, Chitico, Kuro Tiro, maybe, Yakuma, Jewish in the Juma, Itania, go, Jinkan Sitching, Lava, Bihu, Joli, Elisha Gale, Te Apo Abejo, Mabuya Mini, Te Ainai Abeosa, Shitni, who made him. Kuro Jama and see Otalum Hatapa, Abe Oxam Yamashiba, who goes Odo, Elishega, Dolo, Amy Shin Narrow, Loto, Oroco, Mayulo, Nasado, Oroco, Mayulo, go into Yato Car, Taroco, Koye, Tagago, Baby Ma, Mayugo, Omia Tato, Sigo, Apilang, Taro, who see in the Dan, Tomema di Guay, Taro di Omiago, you can't ma. မိမဒီသားတို့နဲ့အတူအိမ်ထဲသို့ဝင်၍တကားကိုပိတ်ရက်စီကိုလောင်းလေ၏အိုးမြ၌စီပြီးတော့ကအိုးတလုံးကိုယူခဲ့အောင်ဟုသားအားဆိုနေအိုးလည်းမရှိပါဟုပြန်ပြောတော့စီဒီတန်ညက်နေ၏မိမဒီလာ၍ဖျားခင်၏လူကိုကြားပြောနေသူကထိုစီကိုတွား၍ရောင်းပြီးနှင့်ကျွေးကိုဆက်လို့ကျွန်းသောစီကိုအမှုပြု၍တင်းနှင့်သားတို့အသက်မွေးကြလို့ဟုဆို၏Pajabare no bado mo kya shitari kaunti biwaze amen sukachimare kale sone dole tare bisone biwa ko no mare chimo mare ni modani talo ekhe chimo shi bene la kya ko sam biwa ma dine dunya ma tele biwa ma ko shi ja wo ki ko ne ko yan de chimo kaunti simbe ro talo ma de chimo ne ne biwa tele biwa ma ko biya ni patma ja ro ko ja ro ma phit de di no patma ja ro a khin jana to tu tiya chin si tan ne de ta ne ko amya phit si ni phit de ma de chimo mare ni bi sakka ko ko kon ju ro mo ba ki si ma ni ki de sa kan ja ro ko shi amen Dra di jamba ya ne ni biwa ma wa ne ne ma phit ne ya ga dra khaus ni bi ku ki pa jamba ya ne ni biwa ma de ne do ya ko a chin de neကျွန်တော်ပေးထားတဲ့ပုံစံကခုမှရှိတဲ့တင်းငယ်တဲ့အရာကလေးကိုအထင်မသေးဖို့ရန်အတွက်ကျွန်တော်ခေါင်းစဉ်ပေးထားတဲ့တင်းငယ်တော့အရာကိုအထင်မသေးဘူးဆိုပြီးတော့ကျွန်တော်ခဏပေးထားတယ်ဘုနော်ဒီနေ့ဒီတန်းပိုင်းမှာကျွန်တော်ပြရတဲ့က prophet မရတဲ့ဘုနော်သူက prophet ရဲ့မရတဲ့ကမုတ်ဆိုးမဖြစ်သွားတယ်ဘုနော်သူရဲ့ယောက်ျားကဆုံးသွားတဲ့အခါမှာသူနဲ့သူတားမြောက်နဲ့ကြံခဲ့တယ်ဒီတန်းပိုင်းမှာတွေ့ရတယ်အဲ့ဒီအခါမှာသူ့မှာရှိတဲ့တားမြောက်ကိုတဲ့သူတို့ကအဲ့လိုသူတို့ဖခင်နဲ့မရှိရတဲ့အခါမှာဘာဖြစ်သွားလဲဆိုတော့သူတို့မှာကျွေးရအများကြီးရှိတဲ့အခါမှာသူတို့အကျွေးလည်းမဆက်နိုင်တော့ဘူးသူတို့မှာဖခင်မရှိတဲ့အတွက်ကြောင့်အကျွေးလည်းမဆက်နိုင်တော့ဘူးအဲ့ဒီအတွက်ကြောင့်သူတို့ကအယံခက်ခဲနေအဲ့ဒီအချိန်မှာသူ့ရဲ့ကျွေးရှင်တွေကဘာလို့တလဲဆိုရင်တော့သူ့မှာရှိတဲ့တားနှစ်ယောက်ကိုယူပြီးတော့မှကျွန်းအဖြစ်ခိုင်းမယ်ဆိုပြီးတော့မှတိမ့်ယူမယ်ဆိုပြီးတော့မှပြောလာတဲ့အခါမှာသူ့အနေနဲ့မဟုတ်ဆုံးမလည်းဖြစ်တယ်သူ့မှာအဲ့ဒီတားနှစ်ယောက်ပဲရှိတဲ့အခါမှာသူ့အနေနဲ့ဘယ်လိုလုပ်ရမလဲမသိဘူးပေါ့နော်သူ့အနေနဲ့ဘယ်လိုလုပ်ရမလဲဘာလို့ပြီးတော့ဒီအကျွေးဘယ်လိုလုပ်ပြီးတော့ဒီအကျွေးကိုဆက်နိုင်မလဲဆိုပြီးတော့မှစိုးရိမ်ပူပန်နေတဲ့အခါမှာသူဘာကိုစဉ်းစားမိတယ်ဆိုလို့ရှိရင်ဖခင်ရဲ့လူအေလီရှေကိုသူတောင်းပြီးတော့မှတရိယာမိတယ်ပေါ့နော်ဖခင်ရဲ့လူအေလီရှေကိုတရိယာပြီးတော့မှအဲ့ဒီဖခင်ရဲ့လူစီကိုသူတောင်းပြီးတော့မှအေလီရှေနဲ့တွေ့တဲ့အခါမှာ prophet အေလီရှေကဗာမိတယ်ဆိုတော့ဘာလို့တင်းအတွက်ငါဘာလို့ပြေးနိုင်မလဲဆိုပြီးတော့မှမေးတယ်ပေါ့နော်တင်းမှာဘာရှိတယ်လဲလို့မေးတဲ့အခါမှာဒီမုတ်ဆုံးကဘာပြန်ဖြေလဲဆိုငါမှာစီအနေနဲ့အိုးတလုံးဟာတပါဘယ်အရာမှဒီမှာမရှိဘူးတဲ့သူ့မှာရှိစီနည်းနည်းကလေးရှိတဲ့အရာအိုးတလုံးထဲမှာတော့ငါတန်း English Bible မှာကြည့်နေဆိုလို့ရှိရင်အဲ့ဒီအိုးတလုံးထဲမှာတော့ငါစီကမပြည့်ဘူးနည်းနည်းလေးပဲရှိတယ်အနေငယ်တော့စီလိုပဲရှိတယ်ဆိုတော့အိုးတလုံးထဲမှာရှိတဲ့စီအနေငယ်လေးမှတပါသူ့မှာဘာမှမရှိဘူးဆိုတာပြောပြတဲ့အခါမှာအေလိရှေကဘာပြန်ပြောလဲဆိုလို့ရှိရင်တော့အဲ့ဆိုရင်တော့သွားပြီးတော့အိမ်နီးနားချင်းနင်းရဲ့အိမ်နီးနားချင်းမှာရှိတဲ့လူတွေစီမှာတဲ့အိုးလက်တွေကိုရှိသမျှကတလုံးထဲလို့လည်းမပြောဘူးတအိုးထဲလို့လည်းမပြောဘူးသူကပြောတာကညောင်များဆိုတော့အိုးကိုဟာယူလို့ဆိုပြီးတော့ကျန်ကြရမှာရှိတယ်ဆိုတော့သူကအဲ့လိုညှိလိုက်တဲ့အခါမှာဒီမုတ်ဆုံးမှာငါကချင်းသက်တာရှိတယ်ပေါ့နော်ဘုရားရဲ့လူကတွားပြီးတော့အဲ့လိုလုပ်ပါလို့ပြောတဲ့အခါမှာမုတ်ဆုံးကဘာပြောလဲဆိုတော့ဟုတ်ကဲ့ဆိုပြီးတော့သူတွားပြီးတော့မှဘု
ဖះလူပြောတဲ့အတိုင်းဒီလုပ်တယ်ပေါ့နော်ဒီမှာကျွန်တော်တို့ဆိုလို့ရှိရင်တော့မင်းခုရောက်များဆိုရှိမှဖြစ်တယ်အဲ့ဖះလူစီမှာပေါ့နော်ဖြစ်နိုင်ပါမလားဟိုကျွန်တော်မှရှိတာစီဒီလောက်နည်းနည်းလေးပဲရှိတယ်အိုးဒီလောက်ရောက်များဆိုကျွန်တော်ဟားရင်တော့ဖြစ်နိုင်ပါမလားဆိုပြီးတော့ကျွန်တော်မေးခွန်းထုတ်နိုင်တော့တယ်ကျွန်မဆိုရင်တော့မေးခွန်းထုတ်မယ်ထင်တာပဲဘာလို့လဲဆိုတော့လူအနေနဲ့စဉ်းစားတဲ့အခါမှာအဲ့ဒီစီအနေငယ်လေးကဘာမှမဟုတ်ဘူးဘာမှလည်းလို့မရဘူးဒါပေမဲ့ဒီမှာမုံဆုံးမရဲ့အသက်တာကိုကြည့်တဲ့အခါမှာသူကအယောင်နာခံတတ်တဲ့အသက်တာသူ့မှာရှိတယ်သူဘယ်လောက်ထိနာခံတတ်လဲဆိုတော့ဖခင်ရဲ့လူကသွားပြီးငှားပါလို့ပြောတဲ့အခါမှာဟုတ်ကဲ့ဆိုပြီးတော့မှတန်းပြီးတော့သွားပြီးတော့တဲ့ဒီအိုးတွေကိုငှားရတဲ့သူ့ရဲ့အညီနာဖြစ်နေမှာရှိရဲ့အိုးတွေကိုငှားပြီးတော့မှ prophet ပြောတဲ့အတိုင်းသူ့ရဲ့သားတွေကိုပြောပြီးတော့မှမလုပ်တယ်လေဆိုလို့ရှိရင်တော့သူတို့အင်တကားတွေကိုပိတ်ပြီးတော့မှအဲ့ဒီစီသူ့မှာရှိတဲ့အနေငယ်တော့စီကလေးကိုသူငှားလာတဲ့အိုးတွေထဲမှာထည့်တယ်တလုံးပြီးတလုံးထည့်တယ်တလုံးပြီးတလုံးထည့်တဲ့အခါမှာစီကတလုံးနဲ့ပုံသွားလာဆိုပုံသွားတလုံးပြီးတလုံးပုံကြည့်အောင်ဖြည့်တဲ့အခါမှာသူ့ရဲ့သားစီမှာဗာပြောလဲဆိုအိုးတလုံးအလက်ထပ်ယူလာပေးပါဦးလို့သူတောင်းတဲ့အခါမှာဗာတွေ့ရလဲဆိုသူ့သားကအိုးမရှိတော့ဘူးလို့ပြောတဲ့အခါမှာစီကသူ့ဟာနဲ့သူအလိုလိုရက်တန့်သွားတယ်ဆိုတွေ့ရတယ်ပေါ့နော်အဲ့တော့အဲ့ဒီစီကိုရက်တန့်သွားတဲ့အခါမှာဖခင်မုံဆိုမဖခင်ရဲ့လူစီကိုသူပြန်သွားပြီးတော့မှအကုန်လုံးပြည်သွားပြီဆိုတော့ပြန်ပြောတဲ့အခါမှာဖခင်ရဲ့လူကဗာပြောတယ်လေဆိုသွားပြီးရောင်းတော့ရောင်းပြီးတော့မိခါရှိတဲ့အကျိုးတွေအားလုံးဆက်ပြီးတော့ကြံတဲ့ဟာကလေးနဲ့ကြံတဲ့ဟာနဲ့ညီတို့ရဲ့အသက်မွေးဝမ်းကြောင်းကိုပြန်ပြုလို့ဆိုပြီးတော့မှပြောရဘူးเนาะဒီမှာကျမတို့ဒါဆိုလို့ရှိရင်တော့ဘုရားရဲ့လူမိခွင့်များကြီးထုတ်လောက်တယ်ဘာလို့လဲငါတို့မှရှိတာငါမှရှိတာဒီလောက်ကလေးပဲဒီလောက်ကလေးနဲ့ငါတို့ကဗာတက်နိုင်ပါလေဘယ်လိုမျိုးအခွင့်အရေးဘယ်လိုမျိုးကောင်းတဲ့အရာဖြစ်လာနိုင်ပါလေဒီလောက်တင်းငယ်တဲ့အရာကလေးနဲ့ဆိုပြီးတော့မှပေါ့နော်မိခွင့်ထုတ်လောက်တယ်ဒါပေမဲ့ဒီမှာမုံဆိုးမကသူ့မှာနာခံခြင်းတက်တာရှိတဲ့ခါမှာသူအဲ့ဒီကြံကျွန်းနဲ့သူရတဲ့စီတွေအားလုံးကိုရောင်းပြီးတော့မှသူ့ရဲ့အကျိုးတွေကိုဆက်လိုက်တဲ့ခါမှာကြံတဲ့အရာနဲ့သူတို့ရဲ့အသက်မွေးဝမ်းကြောင်းပေါ့နော်ဆက်လက်ပြီးတော့မှသူတို့ရှင်သန်နိုင်တယ်သူတို့စားတော့ဖို့ရတဲ့ဆက်လက်ရှိလာတဲ့ခါမှာဒီမှာကျွန်တော်တို့တော့ဆိုရင်တော့မိခွန်းထုတ်အောင်လည်းပြီးရင်ဖခင်ရဲ့လူလည်းအပြစ်တင်ကောင်းတင်နိုင်လိမ့်မယ်ဒါမဲ့ဒီအသက်တာသူ့ရဲ့အသက်တာကိုပြန်ကြည့်တဲ့အခါမှာကျွန်တော်တို့ကသူ့လိုမျိုးနာခံခြင်းတက်တာရှိသလားဆိုတော့ကိုပြန်ပြီးစဉ်းစားကြည့်ရအောင်ဒီမှာပေါ့နော်ပြီးတော့သူကားရဲ့အဲ့လိုပြောမှသူသွားလိုက်တဲ့အခါမှာသူကသူ့ရဲ့အသက်တာသူ့ရဲ့ကြံရှိတဲ့အသက်ကိုပြန်ပြီးတော့မှအဲ့ဒီစီကလေးနဲ့သူစားသုံးနိုင်တယ်တောက်သုံးနိုင်တယ်သူတို့ရောင်းစားပြီးတော့မှဖြစ်ဆိုင်ရတယ်ပြန်ပြီးတော့မှသူတို့ရဲ့အသက်မွေးဝမ်းကြောင်းကိုပြန်ဆက်နိုင်တယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်လောကမှာနေတဲ့အခါမှာကျွန်တော်တို့ကိုမှရှိတဲ့တင်းငယ်တဲ့ရဘုရားကကျွန်တော်တို့ talent တစ်ခုစီခုံလုံးပေးထားတာဖြစ်တယ် talent တစ်ခုစီပေးထားတယ်တချို့ကမတူဘူးပေါ့နော်တရားနဲ့တရားတချို့ကတရားဟောနိုင်တယ်တချို့ကတချင်းဆိုနိုင်တယ်ပြီးတော့တချို့ကဆူတောင်းချင်းဖက်မှာခွန်အားဆူတောင်းချင်းဖက်မှာစိတ်အားထက်တယ်တချို့ကပေးကမ်းချင်းဖက်မှာခွန်အားစိတ်အားထက်တယ်ဒါမဲ့ကျွန်တော်တို့အဲ့ဒီတင်းငယ်တဲ့ရဆိုတော့တရားဟောနိုင်တယ်ဒါမဲ့ချက်ချင်းကအမြဲတမ်းနေရာယူတယ်ကျွန်တော်တို့ရဲ့တက်တာမှာချက်တယ်ဘုရားကဒီနေ့သွားပြီးတော့အဲ့မှာတရားသွားဟောပါငါရဲ့ course တရင်ကောင်းကိုသွားဝင်ညှပါလို့ပြောတဲ့အခါမှာမကြိုက်ဘူးမလုပ်ချင်ဘူးအမြဲတမ်းညင်းတဲ့အတက်တာပေါ့နော်ကျွန်တော်တို့မှာရှိတယ်ဒီမုံဆိုးမရဲ့တက်တာကိုကြည့်ချင်အဖြစ်ပါခွန်အားရတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘုရားလိုတော့လုံးပါလို့ပြောတဲ့အခါမှာသူ့မှာငင်းတယ်ချင်းရှိတယ်ဟုတ်ကဲ့ဆိုပြီးတော့မှတန်းလို့တာပြရတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့တက်တာမှာလေကျွန်တော်တို့ဘုရားကပေးထားတဲ့တင်းငယ်တဲ့အရာပေါ့နော်ဘုရားကအတန်အားဖြင့်တော်လည်းကောင်းတရားဟောခြင်းအဖို့အားဖြင့်တော်လည်းကောင်းအမျိုးမျိုးဘုရားကပေးထားတာဖြစ်တယ်အဲ့ဒီအရာကလေးကိုဘုရားအတွက်ပြန်လဲပြီးတော့မှအသုံးပြုကြရအောင်ဒီနေ့မုံဆိုးမကသူဘုရားရဲ့အတွက်သူ့ရဲ့တင်းငယ်တဲ့အရာပေါ့နော်သူ့အတွက်အသုံးပြုတယ်ဒါမဲ့သူရဲ့ရွေးချယ်ခြင်းကမှန်ကန်ခဲ့တယ်တခြားအလုပ်တွေမလုပ်ဘဲနဲ့ဘုရားလူစီကိုတန်းသွားတာတွေ့ရတယ်ဒါကြောင့်ကျွန်တော်တို့မှာရှိတဲ့တင်းငယ်တဲ့အရာနဲ့ကျွန်တော်ရှက်နေမဲ့အစားအဲ့ဒီတင်းငယ်တဲ့အရာနဲ့ဘုရားရဲ့ဘုန်းတော်ပို့ပြီးတော့မှထင်ရှားဖို့ရတော့ဘုရားကျွန်တော်ခွန်အားပေးခြင်းပြီးတော့ဒေးဗစ်ရဲ့တက်တာကိုကြည့်နေဆိုလို့ရှိရင်တိုးထင်းဘွားနဲ့နေပြီးတော့မှသူဘယင်ဖြစ်လာတယ်ဘယင်မဖြစ်လာခင်မှာသူပေါ်ရက်နဲ့တိုက်တဲ့အခါမှာသူများတွေလို့တန်ချက်ကလည်းမဝတ်နိုင်ဘူးဘာလို့လဲဆိုခန္ဓာကိုယ်သေးတဲ့အတွက်ကြောင့်သူကတန်ချက်ကလည်းမဝတ်နိုင်ဘာမှမလုပ်နိုင်ဘူးဒါနဲ့သူကပြောတယ်ငါမှာဘုရားရှိရဘုရားငါ့ကိုသူ့ကိုနိုင်တော့ခွင့်ပေးမယ်ဆိုပြီးတော့မှသူပြောတယ်အဲ့ခါမှာသူသွားတဲ့ခါမှာဘာလို့တလဲဆိုလို့ရှိရင်ကြောက်ခဲငါလုံးပဲသူကောက်သွားတယ်အဲ့ကြောက်ခဲအားဖြင့်ဘုရားငါ့ကိုနိုင်တော့ခွင့်ပေးမယ်ဆိုပြီးပြောတယ်အဲ့ကြောက်ခဲကလူအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ဘာမှမဟုတ်ဘူးကိုယ့်လက်ကအကြီးကြီးသူကတည်းကအဲ့ခါမှာ
သူကကြောက်ခဲပဲကောက်တဲ့ခါမှာသူများတွေအတွက်တော့အဲ့ဒါအံ့ဩစရာပဲဘာလို့ကြောက်ခဲပဲကောက်တာလဲအဲ့ကြောက်ခဲနဲ့ဘာလို့နိုင်ပါလဲဆိုပြီးတော့မှပေါ့နော်အလူမျိုးဝေဖန်ခြင်းတွေလည်းရှိမှဖြစ်တယ်ဒါပေမဲ့ဒေဝိကကြည့်တဲ့အခါမှာဒါဝိကကြောက်ခဲကိုငါးလုံးကိုကောက်သွားတယ်ငါးလုံးကောက်တော့ပြီမဲ့တလုံးထဲနဲ့ပဲသူကောရက်ကိုအနိုင်ယူတယ်ဆိုတော့တွေ့ရတယ်အဲ့လောက်သိငယ်တဲ့ကြောက်ခဲအဖြစ်သူကကောရက်ကိုအနိုင်ယူနေတာလေဖရားရဲ့အကြံစီပဲဖြစ်တယ်ဖရားရဲ့လှုပ်ဆောင်ခြင်းပဲဖြစ်တယ်အဲ့တော့ကျွန်တော်တို့မှာရှိတဲ့သိငယ်တဲ့အရာကလေးကိုသုံးပြုပြီးတော့မှဖရားရဲ့ဘုန်းတော်ကိုပုံထင်ရှားဖို့ရန်အတွက်ကျွန်တော်ပြောပေးရှင်တယ်ပြီးတော့နောက်ဆုံးအနေနဲ့ဥပမာတစ်ခုပေးရှင်တယ်John ရှင်ယောဟန်ခန်းကြီး6အနေကိုပါတွေ့ရလေဆိုလို့ရှိရင်တော့မုံငါးလုံးနဲ့ငါးပေါင်းဆိုတွေ့ရတယ်အဲ့မှာလူငယ်ယေရှုကလူငါးထောင်သောလူတွေအတွက်တရားဟောပြီးတော့မှသူတို့ကိုကျွေးမွေးဖို့ရန်အတွက်ပြန်ဖြစ်လာတဲ့အခါမှာသူ့ရဲ့တပည့်တော်တွေနေတယ်မဟုတ်ဘူးဖို့သူတို့ကိုကျွေးမွေးဖို့ရန်အတွက်ဒါပေမဲ့သူတို့မှာဘယ်လိုလုပ်ရမလဲတို့မသိအဲ့ဒီအချိန်မှာလူငယ်လေးတယောက်ကပါယူလာလဲဆိုတော့မုံငါးလုံးနဲ့ငါးနှကောင်ယူလာတယ်မုံငါးလုံးနဲ့ငါးနှကောင်ကငါးထောင်သောလူစားဖို့ရန်အတွက်ဘယ်လိုမှမဖြစ်နိုင်ဘူးနည်းနည်းကလေးပဲဖြစ်တယ်ဒါပေမဲ့အရာရာတိုင်းပေါ့နော်ဘုရားနဲ့ပြန်တွေ့တဲ့အခါမှာအဲ့ဒီအရာကကြီးမားတဲ့အရာဖြစ်လာတယ်ဆိုတော့အဲ့ဒီမုံငါးလုံးနဲ့ငါးနှကောင်မှာဘာဖြစ်လဲဆိုတော့ဒီဘုရားနဲ့တွေ့တဲ့အခါမှာဘုရားကသူစွတ်တောင်းပြီးတော့မှအဲ့ဒီငါးထောင်သောလူကိုပေးတယ်ပေးပြီးတော့ကြံကျွန်းတာဆက်နေတောင်းပြန်ကြတယ်နည်းနည်းလေးကဘုရားနဲ့တွေ့တဲ့အခါမှာကြီးမားတဲ့အရာဖြစ်လာတယ်အဲ့တော့ကျွန်တော်တို့ရှိတဲ့ငယ်တဲ့အရာကလေးပဲရှိအော်ဒါလေးကတော့ရှက်စရာလေးပေးစရာမလိုရှက်စရာကြီးဘာမှအရာမရှိဘူးလို့ဘုရားချင်တဲ့အရာကဘုရားကအသုံးပြုချင်တဲ့အရာဖြစ်တယ်အဲ့တော့ကိုယ်မှာရှိတဲ့တင်းငယ်တဲ့အရာကိုဘုရားနဲ့ဘုရားစီမှာဆက်ကပ်ပြီးတော့ဘုရားကအဲ့ကိုယ်မှာရှိတဲ့တင်းငယ်တဲ့အရာကိုဘုရားကြီးပွားလာတယ်တော့အခုတော့ဘုရားကပေးမှာဖြစ်တယ်ဆိုတော့ဒီနေရာမှာအနေနဲ့ခေါ်လာပေးခြင်းနဲ့ကျမ်းစာတော်တယောက်ချင်းစီတဲ့ဘုရားရှင်တည်တံ့ကောင်းချီးပေးပါစေအာမင်